ရှေ့ဆက်ရမယ့်လမ်းတွေကြမ်းတမ်းနေလဲဆက်လျှောက်ရမှာပဲတေချာမရေရသေးဘူးဆိုပေမဲ့လည်းတေချာအောင်တော့စူးစမ်းရမှာပဲစူးစမ်းခဲ့တဲ့ရလဒ်တွေဟာနောက်တစ်ချိန်မှာနောက်နှတွေကင်းနေမှာမို့ပါဘာပဲဖြစ်ဖြစ်စူးစမ်းခြင်းရဲ့ရလဒ်တွေဟာကောင်းခြင်းပဲဖြစ်လာတာမို့တေချာတဲ့လမ်းပေါ်ရောက်အောင်နောက်နှတွေနဲ့ကင်းဝေးရအောင်ဆုံးဖြတ်ချက်တွေကိုရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်လာအောင်စူးစမ်းလေ့ကျင့်ယူရမယ့်လမ်းကိုအဆုံးထိဆက်လျှောက်ကြရအောင်လမ်းခီးတစ်ခုပြီးဆုံးသွားတဲ့အခါကိုရည်ရွယ်ရာပန်းတိုင်ကကိုစီးကျူနေပါလိမ့်မယ်။တက်ကြစားလှုပ်ဆောင်ခဲ့တဲ့ရလက်ကအချင်းနေတော့ဖြစ်မသွားပါဘူးနော်။အဲဒါကြောင့်ဘယ်လုံးမစိုးမပြင်းမရိဆွဲရှိရှိနဲ့ကြိုးစားပြီးအခက်ခဲကြုံလာလဲနောက်မဆုတ်ပဲရှေ့ဆက်သွားပါလို့တိုက်တွန်းလိုက်ပါရစေ။ကျမရဲ့စာသားလေးတွေကိုအမြဲတက်ဆက်ပေးမှာမို့ like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။